မင်္ဂလာပါပြည်သူကြီးရေလဝဲတုံရာဇတ်တော်ကြီးရဲ့အပိုင်း3ကိုဆက်လက်တင်ဆက်ပေးလိုက်ပါတယ်ဒီနေ့အပိုင်းမှာတော့ဇက်ကွက်ရဲ့အဓိကအမှုပညာမြောက်စကားပြောခန်းတွေကိုအပြေးအဝရှုစားကြရမှာဖြစ်လို့အစာအဆုံးကြည့်ရှုအားပေးဖို့ပြည်သူကြီးကိုဖိတ်ခေါ်လိုက်ပါတယ်သမီးလေးကိုပြပြအလူကြီးလုံးရင်ဘာလို့ပေးမှာလဲမက်တီလာရှင်ဟုတ်ပါဗျာဟုတ်မက်တီလာရှင်ဝင်ပြမှာနော်ဒါဆိုရင်သားလေးကသင်္ကန်းတောင်းလေးပြပြတိုင်ပေးမယ်လိုက်ဆိုတကလာဝတ္တဟုတ်ပြီဒုက္ခနိတရဏအောင်နေဘာဖြစ်လာလဲကျွန်တော်တို့အနောက်ဝင်မင်းလိုက်ဖမ်းဩဘာအကြောင်းရမှာမရှိဘဲနဲ့လိုက်ဖမ်းလဲဆိုမဖြစ်နိုင်ဘူးလေမင်းဘာလို့လာခဲ့လို့ကျွန်တော်တို့ခင်မင်းနဲ့ချင်းတွေစကားပြောတာပြီးသွားလို့ပါဗျာဟာအောင်တရားမိကွာရှာဆိုရင်ဟိုမှာတော့လည်းထိုးနေတယ်ကောခင်မင်းကဘာလဲမင်းသိတယ်နော်ခရီးကပြက်စီထားတယ်ရွှေတိထောင်းစောင်းသားဆိုငါတည်းပြောခဲ့ပြီမင်းကိုမင်းအကြောက်လို့ရွှတ်လို့နဲ့ရှစ်တော်တော်လွယ်ကွယ်တော်တော်ဝတချို့ကမူစားရဝတ်တာသေပါဝမ်းနဲ့ကြော်ကြီးပူးပြီးကွယ်လက်ကောက်ချစ်ကျင်ရင်သဘောမဖြောက်ပြူးကွာရှင်မျောထင်းအောင်ဆဲတော်ကောင်းဤအเจ้าမညာပညာမဲ့ကလူဘာလာကိုမစမနေအပြည့်ရှိရဲ့မတိကျေစုတေမြူးပြောက်ပြေစက်တော့ရည်တို့တဲ့ရှင်မျောလာတဲ့ထင်းဟောင်းမိဆက်ရသေးကွယ်အော်ဒီလာလားအနောက်ဝန်ဒိုင်းဝန်ဆိုတာဒေါ်လာခဲ့တယ်မင်းမသိဘူးလားမင်းအပြစ်ကခွန်းလို့ရမှာမဟုတ်ဘူးကွာဒါနဲ့မိကောပါလေခင်မေကောဟိုအောင်နေတော်သမီးဒီမှာနေတော့ဘာဖြစ်လဲအခါလည်းဝယ်ပုံးတယ်တော်စောင်းနေဝယ်ပုံးအောင်နေမမေအောင်ဒီဆိုရကောင်ကွာတွေ့လို့ရတော့အတော့လို့ဒိုင်းလို့ဘာတွေပြက်လာတော့ဘာဖြစ်ရမလဲဗျအောင်ဒီကိုလိုက်ဖမ်းနေအောင်နေနဲ့တအောင်နေနဲ့အောင်နေနဲ့တော့အောင်တွေကဘယ်နှကောင်ရှိလို့လို့ဟေးအေးရှင်းမင်းကအပ်ထားတာကျုပ်ကိုအပ်ထားတာတဲ့ပဲခမရတအောင်နေနဲ့တအောင်နေတော့ခမရလိုပုံစံကြည့်ရတာလေကြောင်းကြိုက်ပြီးခီးလိုက်နေသလိုပဲတပုံထနေသလိုပဲခင်ဗျားတို့ကအောင်နေတော့ဒီမှာအဲ့အောင်ထင်ဆိုတဲ့ကောင်ကတပုံတက်ဆိုတယ်ခင်မိုက်ကိုတက်ဆော်ကားတာခွဲကောင်ခွဲခဏရရောရပြောတာလို့ဩခင်ဗျာခွဲဆိုတော့ခွဲပေါ်လို့ဘာလို့ထိုးဟေးလာပါအောင်နေကဘသူကျွန်းအေးချက်မင်းသားကျွန်းခွဲရှင်ကြည့်လေဗျာခင်ဗျားတို့ကလေခွဲရှင်ကြည့်ဒီမှာကြည့်တဲ့မှုငဲအောင်ငဲတဲ့မှုပပြောင်လို့ပြီးတာပဲမပပြောင်နိုင်ပါဘူးဗျာမပပြောင်နိုင်ပါဘူးမပြီးနိုင်ဒီကြိုင်ကိုရောလာကိုရှောက်တင်ပြီးလို့တော်ကြသူများလက်နဲ့ရေးတာကိုခြေနဲ့ဖက်နိုင်တဲ့ခင်ဗျားတို့ကြည့်တော်ချုပ်မင်းကအုပ်ဖြစ်နေလို့တကူကြီးပြတာကိုမကြရင်ဒီကြိုင်ကိုရောလာတော့တော့ထားလို့ခင်ဗျားရဲ့အဆောင်တော်ဘက်ကိုဟောဟေးယူကြီးရလေဗျာဟေးအချိုးကိုအခါစင်ရွှေနှတော်နားမဝင်လို့အလုံးမကြနားခါကအကျိုးတော်မောင်းစင်လို့ဟေးဘယင်းမင်းတရာဦးမြတ်ဆန်အိမ်တော်ဝင်တော်မူမီအစုံဒီကြည့်ရှုပေးကြတဲ့ပြည်သူကြီးကိုကျေးဇူးအများကြီးတင်ပါတယ်
ညာနေကြရင်ဟုတ်အပိုင်းလေးကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လာရောက်အားပေးကြပါအောင်ပိတ်သက်ကြီးရေ